ဆိုလီဦးနဲ့အကျိုးပရာဟီတာလို့ကြွေစူးစမ်းပြီးသွားမယ်ဆိုရင်လာစီဖို့အားလုံးပဲမင်္ဂလာပါရှင်အနုပညာလုပ်တွေမှာတော့ဟာတာဗီယိုဇလန်တွေနဲ့အောင်မြင်မှုတွေဟာရှင်လာတဲ့ကရင်မင်းသမီးလေးလာစီဖို့ကတော့အားလုံးပဲတည်ကြမယ်လို့ထင်ပါတယ်ကရင်မင်းသမီးလေးလာစီဖို့တော့တိုင်းနိုင်ငံအထိကိုအောင်မြင်မှုတွေဟာရှင်နေရပါသူမတော့ဝတ္တနာပါတဲ့နုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေရုံသမကတပတ်တလန်းကနေလေပရာဟီတာလုပ်တွေမှာတနိုင်တဲ့ဘက်ကနေအာချိုမန်တန်နဲ့ဆောင်ပြနေသူလေးဖြစ်ပါတယ်အခုဆိုရင်ကရင်မင်းသမီးလေးလာစီဖို့တော့နိုင်ငံကျော်ရွရလက်ဝဲကစားသမားတူဖြစ်တဲ့ဆိုလီဦးနဲ့တူချက်ပြီးတော့ပရာဟီတာလုပ်တွေမှာစူးစမ်းလုပ်သွားပြီးမဲ့အကြောင်းပြောပြလာခဲ့ပါတယ်မကြာဒီမီကဆိုရင်လေကရင်မင်းသမီးလေးလာစီဖို့ကငလင်ပေးတဲ့နေရာတွေစီကိုဂရိုင်းသွားရောက်ကလွယ်အပ်တာတွေကိုလူတန်းထောက်ပံ့ပေးခဲ့တယ်လို့မကြာဒီမီကဆိုရင်လေလာစီဖို့ကဆိုလီဦးနဲ့တူပညာသင်ကြားနေတဲ့ကလေးတူငယ်တွေအတွက်လွယ်အပ်တဲ့အချောက်ချမ်းရိတ်ခါတွေကိုလူတန်းထောက်ပံ့ပေးခဲ့ပါတယ်ဒါပြန်လာစီဖို့ကဆိုလီဦးအနေနဲ့ဆိုပြီးငလင်ပေးတဲ့ပြည်သူတွေအတွက်စဲတိန်ထောက်ပံ့လူတန်းပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ကရင်မင်းသမီးလေးလာစီဘောကတော့ပရာဟီတာလုပ်တွေမှာစူးစမ်းဆောင်ပေးနေရပါ။အခုဆိုရင်လာစီဘောကဆိုရီဦးနဲ့တူချက်ပရောလိုအပ်တဲ့နေရာလေးတွေအတွက်လူတန်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။အဲကြောင့်လေးတွေကိုလည်းကရင်မင်းသမီးလေးလာစီဘောကအခုလိုပဲပြောပြလာခဲ့ပါတယ်။လာစီဘောကအခုစဉ်ဆိုလီဦးနဲ့တူအလူရှင်တွေတိတ်မြောက်ဖြစ်တဲ့နေရာတွေကိုတွားလူတန်းထောက်ပံ့ပေးသွားဖို့စီစဉ်နေပါတယ်။လာစီဘောကအလူရှင်တွေတိတ်မြောက်ဖြစ်ကြတဲ့နေရာတွေကိုပို့ဦးစားပေးသွားမှာပါ။အခုလည်းလူတန်းမှုတွေအမြဲလိုရှင်နေရပါတယ်။ကိုဟာသူတို့စီကိုတွားလူပေးတယ်။သူတို့လိုအပ်တာတွေပြန်ကြရင်လည်းလက်ကျင်းထပ်ပြီးတော့တွားလူပေးတာပေါ့နော်။ပရိုက်တာလုပ်တွေမှာတော့ထိထိရောက်ဆောင်ရွက်ပေးသွားမှာပါဆိုပြီးကရင်မင်းသမီးလေးလာစီဘောကပြောပြလာခဲ့ပါတယ်။ဆိုလီဦးကလည်းလာစီဘောနဲ့တူပရိုက်တာလုပ်တွေမှာဆောင်ရွက်ပေးနေရကိုတွေ့ရပါတယ်။ပရိသတ်တွေကတော့ဆိုလီဦးကိုလာစီဘောနဲ့တူပရိုက်တာလုပ်တွေဆောင်ရွက်ပေးနေတဲ့ပုံမှာလေချူချူပြောဆိုနေကြပြီးသူတို့နှစ်ယောက်ကိုမန်တွေမှာအမျိုးမျိုးရေးထားကြပါတယ်။ကရင်မင်းသမီးလေးလာစီဘောကတော့အခုလိုပရိုက်တာအများကျိုးပြုအလုပ်လေးတွေမှာအရှိဆုံးကနေအာကျိုးမန်တက်ဆောင်ရွက်ပေးမှုကြောင့်ဘန်ကောက်ကအာဆီယံ Top Award 2024ဆုပြည်ပွဲမှာ Excellent in Habiting Society ပရိုက်တာဆုကိုရရှိခဲ့တယ်လို့တခြားထူးချွန်ဆုတွေကိုရယူနိုင်ခဲ့ပါတယ်။အာရှ Top Award 2024ဆုပြည်ပွဲမှာလာစီဘောရရှိခဲ့တဲ့ Excellent in Habiting Society ဆုကတော့ကရင်တိုင်းဒေသမှာလာစီဘောကပထမဆုံးရယူနိုင်ခဲ့တာဖြစ်ပြီးကရင်မင်းသမီးလေးလာစီဘောကကရင်တမျိုးသားလုံးရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။အခုစဉ်လာစီဘောကအမှုပြန်လုပ်တွေမှာစူးစမ်းလုပ်ကိုင်နေသလိုတစ်ဖက်မှာလည်းပရာဟီတာလုပ်တွေမှာစူးစမ်းလုပ်ကိုင်နေရပါ။ဟာသားဇလန်းတွေနဲ့အောင်မြင်မှုတွေကိုရရှိနေတဲ့ကရင်မင်းသမီးလေးလာစီဘောကတော့လာမယ့်အမှုပြန်လုပ်တွေမှာလည်းအကောင်းဆုံးစူးစမ်းလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အနုပညာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်